စီးပွားဥစ္စာရှာချိန်မှာမရှာနောင်တရမောင်ကြီးဆိုတဲ့လူဟာငယ်ငယ်တုန်းကမိဘကပညာသင်ပေးပေမဲ့ပညာကိုကောင်းကောင်းမသင်ခဲ့လို့ကျောင်းပညာတဝက်တစ်ပြက်နဲ့ကျောင်းထွက်ခဲ့ရပြီး ကျောင်းတော်ကြီးရေတက်တာ အခြားစက်မှုလက်မှုပညာရက်တွေလည်းမသင်ခဲ့ပဲ ဝါသနာမပါဘူး အပေါင်းအသင်းတွေနဲ့အရက်တောက်ဖဲရိုက်နဲ့အချိန်ဖြုံးခဲ့သူဖြစ်တယ်မိဘတွေကွယ်လွန်သွားကြတော့အမွေနဲ့အဖြစ်နေအိမ်တစ်လုံးနဲ့ဆက်လေးတစ်စင်းကိုအမွေအဖြစ်ရလိုက်တယ်သူ့ရဲ့ညီမောင်ငယ်လဲနေအိမ်တစ်လုံးနဲ့ဆက်လေးတစ်စင်းအမွေရတယ်မောင်ငယ်ဟာကျောင်းပညာအသင့်အတင်သာတက်ပေမဲ့မိဘတွေရှိစဉ်ကတည်းကမိဘရဲ့လုပ်ငန်းဖြစ်တဲ့ဆက်လေးနဲ့ကုန်သွယ်တဲ့လုပ်ငန်းကိုကိုညီလောက်ကင်ပေးခဲ့သူဖြစ်တယ်မိဘတွေမရှိတော့တဲ့အချိန်မှာညီဖြစ်သူမောင်ငယ်ဟာမိဘစီကအမွေရလိုက်တဲ့ဆက်လေးကိုသူကိုယ်တိုင်ဦးစီးပြီးကုန်သွယ်လုပ်ငန်းလုပ်ပေမဲ့မောင်ကြီးကတော့ဆက်လေးကိုလူယုံတပည့်နဲ့လွှဲထားပြီးသူကိုယ်တိုင်ကတော့အပေါင်းအသင်းတွေနဲ့အရက်ဝိုင်းဖွဲ့ပျော်ပါစားတောက်ရင်းနဲ့အချိန်ကုန်နေတော့တယ်ဆက်လေးနဲ့ကုန်သွယ်ရာကရလာတဲ့ငွေတွေကိုလည်း ဒီတစ်ပတ်ရတဲ့အမျက်ငွေပါ ဖဲဝိုင်းဂျင်းဝိုင်းမှာတုံးဖြုံးပြစ်နေတော့တယ်ညီဖြစ်သူမောင်ငယ်ကတတိပေးတယ် အကိုဆက်လေကိုအကိုကိုယ်တိုင်ဦးစီးပြီးလုပ်ပါလားဗျာသူများနဲ့ကြီးလွှဲမထားသင့်ဘူး လွှဲထားတော့ဘာဖြစ်လဲကွာငါတော့ဆက်လီနဲ့ပင်လေတဲ့မလိုက်နိုင်ပါဘူး စီးပွားဥစ္စာကိုအရွယ်ကောင်းဆုံးမှာအကိုအယုဆိုင်ပြီးဖိဖိစီးစီးရှာသင့်တယ်ဗျာ ဟဲ့ကောင်မိယောင်းမင်းရေကင်းလာပြမနေနဲ့မင်းသာအပင်ပန်းခံပြီးငွေနောက်ကောက်ကောက်ပါအောင်လိုက်နေငါတော့မင်းလိုတက်ဆွန့်ဆန်ပြမရှာနိုင်ဘူးကွာ ကောင်းပြီလေအရွယ်ကောင်းဆုံးစီးပွားမရှာခဲ့တဲ့အတွက်နောက်တစ်ချိန်မှာအကိုနောင်တမရပါစေနဲ့ဗျာ မောင်ငယ်ဟာဆက်လေးကိုကိုယ်တိုင်ဦးစီးပြီးစီးပွားရှာခဲ့တဲ့အတွက်စီးပွားရေးတိုးတက်လာပြီးဆက်လေး၃စီးအထိပိုင်ဆိုင်လာတဲ့အခါသူဟာဆက်လေးနဲ့မလိုက်တော့ပဲကန်းနာကသူ့ပိုင်ပွဲရုံမှာပဲထိုင်ပြီးစီးပွားရေးလုပ်ငန်းအဝဝကိုဦးစီးကိုကဲလျက်ရှိတယ်။မောင်ကြီးကတော့ဆက်လေးကိုလူယုံနဲ့လွှဲထားတော့သူ့လူယုံဟာသူ့မသိအောင်ဝင်တွေပိုတင်ပြီးကုံသွယ်ရာက ဂျားဘော့အပူဝင်ငွေရှားမယ်လေ ပင်လယ်ထဲနှိုင်းလီအတော်ထန်လာတဲ့အချိန်မှာဝင်းဝိုတင်လာတဲ့ဆက်လီဟာတိမ်မောက်နှိမ့်မြုပ်သွားရတော့တယ် ဟာငါဆက်လီမှောက်လို့ဟုတ်လားကုန်ပါပြီဗျာ ။အဲကျွေးဂျင်ကျွေးတွေကြောင့်အိမ်ကိုလည်းရောင်းလိုက်ရတယ် ဓာန်နေဝဲတယ်ပလင်းနေဝဲတယ် ။အချင်းနှီးမဲ့သွားပြီးဝင်ငွေမရှိတော့တဲ့မောင်ကြီးဟာရရအလုပ်ကိုပင်ပန်းပန်းလုပ်ပြီးအသက်မွေးခဲ့ရတော့တယ် အင်းအရွယ်ကောင်းချိန်မှာအယူတစိုက်စီးပွားရှာခဲ့တဲ့ငါညီဟာတိုက်ကြီးပေါ်နေရတဲ့အချိန်မှာငါကခုလိုအသက်ကြီးအိုမင်းလာတဲ့အထိပင်ပန်းလောက်ကန်ရှာဖွေစားတော့နေရပါလားနောင်တရပါပြီစီးပွားဥစ္စာရှာတဲ့အချိန်မှာမရှာခဲ့မိတော့ဘူးနောင်တရပါပြီ